ဒီမိန်းကလေးဟာလက်တွေမှာစွတ်စွပေါင်းတန်ချိန်1000လောက်လေးတဲ့တန်လက်ထိတ်တွေကိုအမြဲတမ်းဝတ်ဆင်ထားလေးရှိပါတယ်။သူမဟာတိုက်ပွဲမဝင်ခင်မှသာဒီလက်ထိတ်တွေကိုချွတ်လေးရှိပြီးလက်ထိတ်တကွင်းနဲ့တင်ကိုတန်ချိန်ပေါင်းများစွာလေးလံတာကြောင့်လူတိုင်းကသူမရဲ့ခွန်အားကိုအံ့ဩနေကြတာ။သူမရဲ့လက်သီးချက်ဘလောက်ပြင်းလဲဆိုတာကိုသိတဲ့သူတွေအားလုံးသိဆုံးကုန်ကြပြီဖြစ်လို့သူမရဲ့ဆရာကလွဲရင်ဘယ်သူမှအမှန်တကယ်မသိကြပါဘူး။ဆရာဖြစ်သူကသူမကိုဒီလက်ထိတ်တွေနဲ့သာလေ့ကျင့်ရင်တနေ့မှာကမ္ဘာအတန်မာဆုံးမိန်းကလေးဖြစ်လာလိမ့်မယ်လို့ပြောခဲ့ပါတယ်။သူမအိမ်ပြန်ရောက်ပြီးလေ့ကျင့်တဲ့အခါနယံကိုလက်သီးနဲ့တစ်ချက်ထိုးလိုက်ရုံနဲ့နယံမှာလက်ဝါးရာထင်ကြံရစ်ခဲ့ပါတယ်။ဒါကိုမြင်သွားတဲ့အမေဖြစ်သူကထိတ်လန့်သွားပြီးစမ်းသက်တဲ့အနေနဲ့ထမင်းမကန်ကိုလေထဲမြောက်တင်ပစ်လိုက်ပေမဲ့မိန်းကလေးကကျွမ်းကျင်စွာနဲ့လှည့်ဖမ်းနိုင်ခဲ့ပါတယ်။သမီးဖြစ်သူခိုးပြီးတိုင်းတင်နေတာကိုသိသွားတဲ့အမေကသူမကိုအချက်80တိတိရိုက်နှက်အပြစ်ပေးခဲ့ပြီးနောက်တစ်ကြိမ်ထပ်လေ့ကျင့်ရင်အိမ်ကနေနှင်ထုတ်မယ်လို့ချင်းချောက်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူမတို့မိသားစုရဲ့စီးမြင့်အရာတိုင်းပညာဟာယောက်ျားလေးတွေအတွက်သာဖြစ်ပြီးမိန်းကလေးတွေနဲ့မဆိုင်ဘူးလို့ယုံကြည်ထားကြလို့ပါ။အိမ်မှာသူမရဲ့မောင်လေးရှေ့ထွက်လာပြီးအားလုံးကိုတောင်းပန်ကအမကိုကယ်တင်ခဲ့ပါတယ်။ဒါပေမဲ့ဒီမိန်းကလေးကမိသားစုရဲ့စီးမြင့်တွေကိုပြောင်းလဲပစ်ဖို့နဲ့မိန်းကလေးတွေလည်းတိုင်းပညာသင်နိုင်တယ်ဆိုတာကိုသက်သေပြဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမဟာမိသားစုရဲ့အကြီးအကဲဖြစ်လာပြီးစီးမြင့်တွေကိုပြောင်းလဲနိုင်မဲ့ပြိုင်ပွဲတစ်ခုမှာဝင်ရောက်ရှင်ပြိုင်ဖို့စီစဉ်ခဲ့ပါတယ်။ပထမအဆင့်ပြိုင်ပွဲရေပုံးကိုကင်ပြီးအမြန်ပြေးရတဲ့ပွဲဖြစ်ပါတယ်။ဒါပေမဲ့လေးလံတဲ့လက်ထိတ်တွေကြောင့်သူမရှုံးနိမ့်ခဲ့ပြီးလူတွေရဲ့လှောင်ပြောင်ခြင်းကိုခံခဲ့ရပါတယ်။ဒုတိယအဆင့်ပြိုင်ပွဲအမြန်နှုံးစမ်းသက်ချက်ဖြစ်ပါတယ်။တန်မိသားစုကယောက်ျားလေးတွေကထိတ်ဆုံးကရောက်သွားပြီးသူမကတော့နောက်ဆုံးကပဲဖြစ်ခဲ့လို့အားလုံးကထက်မှန်ရင်မောလှောင်ပြောင်ပြီးနာကျင်စရာစကားတွေပြောခဲ့ကြပါတယ်။နောက်ဆုံးအဆင့်ပြိုင်ပွဲတန်မိသားစုကယောက်ျားလေးတွေနဲ့တိုက်ခိုက်ရမယ့်ပွဲရောက်လာပါတယ်။သူမရဲ့ဆရာနဲ့မောင်လေးကတန်မိသားစုဝင်တွေဟာသူမကိုအနိုင်ရဖို့နည်းလမ်းမျိုးစုံသုံးလာနိုင်တာကြောင့်သတိထားဖို့သတိပေးခဲ့ကြပါတယ်။